အားလုံးပဲမင်္ဂလာပါဗရမ များမြင့်ချမ်းမြေမှာအခြေခံဥပဒေအသိပညာရဲ့အများကိုအပိုင်းလေးအနေနဲ့ဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။နံပါတ်1အင်ချမ်းမြေတစ်ခုကိုပိုင်ဆိုင်မှုအမည်ပြောင်းမယ်ဆိုရင်တရားဝင်စာရွက်စာတမ်းနဲ့ဆောင်ရွက်ပါ။နံပါတ်2တစုံတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမဲ့ကောလာဟလတွေကိုမဖြတ်ပါနဲ့။ဒါဟာတရားစွဲဆိုခံရနိုင်ပါတယ်။နံပါတ်3ဘဏ်ကပေးရဲ့အထုံးထုံးနဲ့အခြားဝန်ဆောင်ခတွေကိုတေချာနားလည်အောင်မေးမြန်းပါ။နံပါတ်4အသက်မပြည့်သေးတဲ့ကလေးတွေကိုအိမ်မှာအလုပ်ခိုင်းတဲ့အခါဥပဒေအရသတ်မှတ်ထားတဲ့အလုပ်ချိန်နဲ့လုပ်ခကိုလိုက်နာပေးပါ။နံပါတ်5အိမ်ဝယ်ယူတဲ့အခါပွဲစားတွေနဲ့စာချုပ်ချုပ်ရင်လည်းတေချာဖတ်ပါမလိုအပ်တဲ့အပိုဆောင်ငွေတွေမပေးမိဖို့တတိထားပါ။နံပါတ်6အိမ်မှာ CCTV ကင်မရာတက်မယ်ဆိုရင်တခြားသူတွေရဲ့ privacy ကိုထိခိုက်စေမဲ့နေရာမျိုးမှာမတက်မိပါစေနဲ့။နံပါတ်9 online ကနေအလွယ်တကူငွေရမယ်လို့ပြောတဲ့ကိစ္စတွေကိုတတိထားပါအများစုကလိမ်လည်မှုတွေဖြစ်နေတတ်ပါတယ်။နံပါတ်8အိမ်ငှားစာချုပ်တက်တန်းကုန်ဆုံးရင်အိမ်ပိုင်ရှင်နဲ့အိမ်ငှားကြားကစာချုပ်အသစ်ကိုတေချာပြန်ချုပ်ဆိုပါ။နံပါတ်9လူမှုကွန်ရက်ပေါ်မှာတငယ်ချင်းအဖြစ်လက်ခံတဲ့အခါရင်းနှီးသူတွေနဲ့သာလက်ခံပါ။နံပါတ်10အိမ်နီးချင်းတွေနဲ့ဆက်ဆံရေးကောင်းမွန်အောင်ထားပါပြဿနာဖြစ်ရင်ဥပဒေနဲ့အညီဖြေရှင်းပါကိုယ့်ဘာသာကိုခိုက်ရန်ဖြစ်တာမျိုးကိုရှောင်ပါအခုလိုဘူးတုဒများကိုဆက်လက်တင်ပြပေးသွားမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့ follow လေးလုပ်ခဲ့ပေးပါအောင်နော်